အင်ဒိုနီးရှားနိုင်ငံကဘာပေါ်မှာစတုထမြောက်လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီးမွတ်စလင်ဘာသာဝင်အများစုရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ရှေးဟောင်းအင်ဒိုဘုရားယဉ်ကျေးမှုတွေကနေဖြစ်တဲ့အစ္စလမ်ယဉ်ကျေးမှုအထိဒီပေါ်မှာအမျိုးသမီးတွေဟာမိသားစုနဲ့လူအဖွဲ့အစည်းရဲ့အဓိကမန်တိုင်းအဖြစ်ရှိနေခဲ့ကြပါတယ်။ဒါပေမဲ့ခေတ်ကာလတွေပြောင်းလဲလာတာနဲ့အမျှသူတို့ရဲ့ဖိနှိပ်မှုပုံစံတွေကလည်းရိုးရာထုံးတမ်းစင်လာတွေကနေ digital ကဘာတဲ့တွန်ပြောင်းလိုက်လာခဲ့ပါတယ်။ဒီတခါကျွန်တော်တို့ကိုယ့်အတွက်အကျိုးရှိတဲ့အင်ဒိုနီးရှားအမျိုးသမီးများရဲ့ရိုးရာယဉ်ကျေးမှုနဲ့ဟိုတနေ့က WeChat ပေါ်ကမိန်းကလေးတစ်ယောက်ကို AI နဲ့ဖိနှိပ်မှုခံလိုက်ရတဲ့ခေတ်သစ်နည်းပညာဟာဘေးထွက်ဆိုးကျိုးများကိုရင်ဆိုင်ခဲ့ရတဲ့သူမရဲ့မလျှော်တော့စိတ်ဓာတ်ခွန်အားများအကြောင်းကိုလေ့လာကြရမှာဖြစ်ပါတယ်။နည်းပညာတိုးတက်လာတာနဲ့အမျှအင်ဒိုနီးရှားမှာဆိုရှယ်မီဒီယာသုံးစွဲမှုဟာအလွန်မြင့်မားလာခဲ့ပါတယ်။ဒါပေမဲ့ဒီတိုးတက်မှုရဲ့နောက်ွယ်မှာစိုက်ဘာအနိုင်ကျင့်မှုလို့ခေါ်တဲ့online အနိုင်ကျင့်မှုဟာဆက်ကြော်တဲ့မိန်းကလေးတွေရဲ့ဘဝကိုချင်းချောင်နေတဲ့ရဲတစ်ခုဖြစ်လာခဲ့တယ်။သတင်းတွေမှာအင်ဒိုနီးရှားနိုင်ငံကကျောင်းသား40%နီးပါး online နဲ့ပြင်ပမှာအနိုင်ကျင့်ခံနေရပြီးမိန်းကလေးကျောင်းသူလေးတွေကတော့အမျိုးသားတွေထက်ပိုပြီးပြစ်မှတ်ထားခံနေရတာကိုစစ်တမ်းတွေအရတွေ့ရှိနေပါတယ်။ဂျာကာတာမြို့ကကျောင်းသူလေးတစ်ယောက်ရဲ့အဖြစ်အပျက်ကိုကြည့်မယ်ဆိုရင်သူမရဲ့ကိုရေးကိုယ်တာဗီဒီယိုတစ်ခု online မှာပြန့်နှံ့သွားတဲ့အခါလူမှုကွန်ရက်အသုံးပြုသူရဲ့ရက်ဆက်တဲ့မှတ်ချက်တွေကြောင့်သူမကိုစိတ်ပိုင်းဆိုင်ရာပြင်းထန်စွာထိခိုက်စေခဲ့သူမဟာကြောင်မသွားရဲတော့တဲ့အထိလူမှုပတ်ဝန်းကျင်ကနေကိုယ့်ကိုယ်ကိုတီးခြားဖွက်ထွက်သွားနေခဲ့ရသူဖြစ်ပါတယ်။ဒါဟာသူမတယောက်တည်းဖြစ်ရအကြောင်းမဟုတ်ပါဘူး။ဆူလာဝေစီကအသက်15နှစ်အရွယ်မိန်းကလေးတဦးဟာဆိုရင်ဆိုရှယ်မီဒီယာပေါ်ကစော်ကားမှုတွေနဲ့ချိန်ချောက်မှုတွေကိုမခံနိုင်တော့တဲ့အဆုံးမိမိကိုယ်ကိုအဆုံးစီရင်သွားတဲ့အထိပြင်းထန်တဲ့အကျိုးဆက်တွေရှိခဲ့ပြန်ပါသေးတယ်။ online ပေါ်ကမြည်မသိအနိုင်ကျင့်သူတွေကသူတို့ရဲ့စကားလုံးတွေကလူတစ်ယောက်ရဲ့ပညာရင်းနဲ့အနာဂတ်ကိုဘယ်လောက်အထိဖြစ်စီပြနိုင်လဲဆိုတာအတိမထားမိခဲ့ကြဘူး။ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ကျောင်းတွေမှာအနိုင်ကျင့်မှုစန့်ကျင်ရေး policy တွေခိုင်မာဖို့လိုအပ်နေတယ်လို့မိဘတွေအနေနဲ့လည်းသားသမီးတွေရဲ့ digital ဘဝကိုအနီးကပ်စောင့်ကြည့်စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတွေပေးဖို့အလွန်ရေးကြီးလာပါတယ်။ cyber အနိုင်ကျင့်မှုထက်ပိုပြီးကြောက်စရာကောင်းတဲ့ခေတ်သစ်လက်နက်တစ်ခုကတော့ artificial intelligence တို့မဟုတ် AI နည်းပညာပဲဖြစ်ပါတယ်။ AI ကိုအသုံးပြုပြီးအမျိုးသမီးတွေရဲ့ပုံတွေကိုခွင့်ပြုချက်မရှိဘဲနဲ့အဝတ်မဲ့ပုံရိပ်တုတွေအဖြစ်ဖန်တီးကအလွဲတုံးစားလုပ်နေကြပါတယ်။ဘိန်းတက်ကလစ်ထိုင်အသုံးပြုနေရပြီးဘဝကိုရင်ဆိုင်ကြော်ဖြတ်နေရတဲ့ကီယာနာရဲ့အဖြစ်ပြဟာတုံ့လောက်စရာ။သူမရဲ့နေ့စဉ်ဘဝပုံရိပ်တွေဇင်းတယောက်က AI တူတူဖြစ်တဲ့ Grow AI ကိုအသုံးပြုပြီးသူမကိုရေကူးဝတ်စုံနဲ့ပေါ်ဖို့တောင်းဆိုခဲ့။သူမဟာဒါကိုတားဆီးဖို့ကြိုးစားခဲ့ပေမဲ့ဒီပုံရိပ်တုတွေကonline မှာပြန့်နှံ့သွားခဲ့ပြီးသူမအတွက်လွန်ရှက်စရာကောင်းတဲ့အခြေအနေကိုရင်ဆိုင်ခဲ့ရပါတယ်။သူဒီဒနာပြုချက်တွေအရ AI ချက်ပုတ်တွေဟာတနာရီကိုလိမ်ပိုင်းဆိုင်ရာဆွဲဆောင်တဲ့ပုံရိပ်ပေါင်း6900ကျော်အထိထုတ်လုပ်နေတာကိုတွေ့ရှိနေပါတယ်။ဒါကိုတားဆီးဖို့အတွက်အင်ဒိုနီးရှားဆက်သွယ်ရေးဝန်ကြီးမူရာဟာကကဒါဒီဂျစ်တယ်အခြေခံတဲ့အကြမ်းဖက်မှုလို့သတ်မှတ်လိုက်ပြီးအမျိုးသမီးတွေနဲ့ကလေးငယ်တွေကိုအကာအကွယ်ပေးဖို့အီလွန်မတ်ရဲ့ Grow AI ကိုယာယီပိတ်ပင်ခဲ့ပါတယ်။နည်းပညာဟာကောင်းမွန်တဲ့ဘဝကိုအထောက်အကူပြုတင်ပေမဲ့အခုတော့အမျိုးသမီးတွေရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးတဲ့ကိရိယာတစ်ခုဖြစ်နေပါတယ်။အင်ဒိုနီးရှားလူ့အဖွဲ့အစည်းမှာလင်သူချစ်သူအမျိုးသမီးတွေပုံမနဲ့ဆိုင်တဲ့ဖိနှိပ်မှုတွေကိုရင်ဆိုင်နေရပြီးတော့သူတို့ရဲ့ဖြစ်တည်မှုဟာဘာသာရေးနဲ့လူမှုရေးစံနှုန်းတွေကိုချိုးဖောက်တယ်လို့ယူဆခံရတာကြောင့်သူတို့ဟာအမှောင်ထဲမှာရှင်သန်ရတဲ့ပုံကံသူတွေနဲ့တူနေပါတယ်။ယာယက်စတက်ဖနီစီနာဂါရဲ့ဝတ္ထုတွေကကီယာနာကန်ဒီကာရဲ့ဘဝကိုဆက်ကြည့်ရအောင်။သူမဟာတငယ်ချင်း last ကိုချစ်မိသွားခဲ့ last ရဲ့စစ်ဆက်ပွဲမှာရဲရဲဝံ့ဝံ့သူမရဲ့အချစ်ကိုဖွင့်ပြောခဲ့ပါတယ်။ဒါပေမဲ့ရလဒ်ကတော့လူအများရဲ့ဆိုင်တဲ့ချင်းလွင်းနဲ့ထွေးချင်းနဲ့ဆက်ဆုပ်ရုပ်ခွဲရစကားလုံးတွေကိုပြင်ဆိုင်ခဲ့ရတာ။မင်းကငါတို့အတွက်ယောဂတစ်ခုပဲ။မင်းကအသက်ရှင်ဖို့မထိုက်တန်ဘူးဆိုတဲ့စကားလုံးတွေဟာသူမရဲ့နှလုံးသားမြားနဲ့ထိုးတဲ့လူနာကျင်စေခဲ့သူမဟာတစုံတယောက်ကိုချစ်မိရုံတက်တက်ပါဒါပေမဲ့လူ့အဖွဲ့အစည်းကတော့သူမကိုလူအဖြစ်တော့အတိမတ်မပြုခဲ့ကြပါဒီလိုခွဲခြားဆက်ဆံမှုတွေကြောင့်သူတို့ရဲ့ဖြစ်တည်မှုကိုဖုံးကွယ်ပြီးလောက်ကိုင်းတဲ့လူမှုဘဝမှာအမြဲတမ်းကြောက်လန့်နေကြရပါတယ်ရင်ဆိုင်နေရတဲ့ဖိနှိပ်မှုတွေကြားမှာအမျိုးသမီးတွေအတွက်ခွန်အားဖြစ်စေမဲ့ရှေးဟောင်းဌာနကြီးတစ်ခုကပန်ဂျီစမယန်လို့လူတီများတဲ့မင်းသမီးကန်တရာကီယာနာရဲ့ဇလန်းပါကန်တရာကီယာနာဟာဒီတိုင်းပြည်ရဲ့မင်းသမီးလေးဖြစ်ပြီးအလွန်လှပသူတူပေါ့ဒါ
ဒါပေမဲ့သူမမိသေးဖြစ်သူရဲ့မနာလိုမှုနဲ့မောက်မာတဲ့ဖခင်ဖြစ်သူရဲ့မတရားတဲ့ပြစ်ဒဏ်ပေးမှုကြောင့်သူမရဲ့လှပတဲ့စပင်ရှည်ကြီးကိုဖျက်ခံခဲ့ရပါတယ်။ဒါဟာအမျိုးသမီးသူရဲ့ဂုဏ်တိတ်ခါကိုအနေဆုံးဖြစ်အောင်ဖိနှိပ်လိုက်တာပါ။ဒါပေမဲ့ကန်ဒရာကီနာယာဟာဒုတော့အရှုံးမပေးခဲ့ပါဘူး။သူမဟာအမျိုးသားအဝတ်စုံတွေကိုဝတ်ဆင်ပြီးပန်ဂျီဆမယန်ဆိုတဲ့နာမည်တစ်ခုကိုယူပြီးတဲ့အခါတိုင်းပြည်ကနေထွက်ခွာခဲ့သူမဟာကိုယ်ပိုင်တိုင်းပြည်တစ်ခုကိုထူထောင်ခဲ့ပြီးကျွမ်းကျင်တဲ့စစ်တီတော်တဦးဖြစ်ရန်သူတွေကိုတိုက်ခိုက်အောင်မြင်ခဲ့တယ်။မင်းသမီးကန်ဒရာကီယာနာရဲ့ဇလန်းကမိန်းကလေးတဦးဟာနုညံ့တိမ်မွေ့ရုံနဲ့မကပဲလိုအပ်တဲ့အချိန်မှာဘယ်လိုအခက်အခဲကိုမဆိုကျော်လွှားနိုင်တဲ့ခိုင်မာတဲ့စိတ်ဆွမ်းအားရှိတယ်ဆိုတာကိုပြသနေတဲ့ထာဝရတင်ဂေတတစ်ခုဖြစ်ပါတယ်။ကန်ဒရာကီယာနာရဲ့ခေတ်ကနေဒီနေ့ AI ခေတ်အထိအင်ဒိုနီးရှားအမျိုးသမီးတွေရင်ဆိုင်နေရတဲ့ရန်သူတွေဟာပုံစံပြောင်းသွားပေမဲ့ဖိနှိပ်မှုတွေကတော့ရှိနေသေးပါ။စိုက်ဘာအနိုင်ကျင့်မှုရဲ့ဒဏ်ရာတွေ AI ရဲ့ပုံရိပ်ဖြစ်စည်းမှုတွေနဲ့လိင်သူချစ်သူအမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံမှုတွေဟာအမျိုးသမီးတွေရဲ့အတန်ကိုတိတ်ဆိတ်သွားအောင်ကြိုးစားနေကြတာပါ။ဒါပေမဲ့ကန်ဒရာကီယာနာလိုပဲဒီနေ့ခေတ်အမျိုးသမီးတွေဟာလည်းနည်းပညာကိုအသုံးချပြီးသူတို့ရဲ့အခွင့်အရေးအတွက်ပြန်လည်တိုက်ပွဲဝင်နေကြပါမင်းရဲ့မျက်နှာဟာမင်းရဲ့ခွန်အားပဲဆိုတဲ့ဆောင်ဖို့အတိုင်းဘဝရဲ့ဖြစ်တည်မှုကိုဘယ်အရာကြောင့်မှမေးမိန်မသွားတဲ့မှာဒဏ္ဍာရီတဲကမင်းသမီးလေးဟာသူမကိုသူမအမျိုးသားဖြစ်ပြောင်းလဲပြီးလွတ်မြောက်အောင်ကြိုးစားခဲ့ပါတယ်ဒီနေ့ခေတ်မှာကျွန်တော်တို့အားလုံးကမိန်းကလေးအမျိုးသမီးတွေသူတို့ရဲ့ဖြစ်တည်မှုအစစ်မှန်တိုင်းလွတ်လပ်စွာရှင်သန်ခွင့်ပေးနိုင်ကြပြီလားဒါတွေကိုကျွန်တော်တို့အားလုံးစဉ်းစားရမယ်မေးခွန်းမဟုတ်ဘူးလား